Andri Santo ကတော့ကျွန်တော်တို့ Manchester United အသင်းရဲ့တရားဝင်ကစားသမားဖြစ်လာခဲ့ပြီဖြစ်ပါတယ်။မင်းညကဒါ report အရဆိုလို့ရှိရင်ဒီကစားသမားအတွက်ကို United ကပေါင်48တန်းအပိုစုကြီး2တန်းအားလုံးပေါင်း total package ပေါင်တန်း50ဒီကစားသမားကိုတခြားအသင်းကိုထပ်မံရောင်းချမယ်ဆိုလို့ရှိရင်လည်းရောင်းချမှုရဲ့10%ကို Chelsea အသင်းကိုပေးချရမယ်ဆိုတဲ့သဘောတူညီချက်နဲ့ Manchester United ကဒီကစားသမားကိုခေါ်ယူနိုင်ခဲ့တာဖြစ်ပါတယ်။ပြီးတော့ဒီမနက် Fabrizio Romano ရဲ့ report အရ Tchouaméni နဲ့ Real Madrid တို့ကနောက်ထပ်စာချုပ်သက်တမ်း9နှစ်ထပ်မံပြီးတော့တရားဝင်ချုပ်ဆိုနိုင်ခဲ့ပြီဆိုတဲ့အကြောင်းကို report လုပ်လာတာကိုတွေ့ရပါတယ်။ဒီသတင်းလေးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့အနေငယ်ဆွေးနွေးကြည့်ရအောင်ပါ။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်ကတော့ DNI Game Moon ရတုပဲဖြစ်ပါတယ်။ကျွန်တော်ရဲ့ YouTube channel နဲ့ Facebook page ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်။ပထမဆုံး Andri Santo ကိုခေါ်ယူမှုနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့Chelsea အသင်းရဲ့ fan base နဲ့ Man U အသင်းရဲ့ fan base တွေကြားမှာဘော်ဒါကွဲလွဲမှုတွေရှိနေတာမျိုးကိုတွေ့ရတယ်။ Chelsea အသင်းကတော့သူတို့အသင်းရဲ့နာဂတ်အတွက်ကောင်းမွန်တဲ့ကစားသမားတစ်ယောက်ကိုပေါင်တန်း50နဲ့ရောင်းချလိုက်လို့မကျင်တဲ့ fan တွေလည်းရှိတယ်။ပြီးတော့ဒီကစားသမားကိုရောင်းချလိုက်လို့ကျင်တဲ့ fan တွေလည်းရှိတယ်။ Manchester United fan base တွေကြတော့ဘယ်လိုလဲဆိုတော့ဒီသူများ Chelsea အသင်းမှာပုံမှန်ပို့ထုတ်ခွင့်မရတဲ့ကစားသမားကိုပေါင်တန်း50နဲ့ခေါ်လိုက်တာကိုတိတ်မကြိုက်ကြတာလည်းရှိတယ်ပြီးတော့တချို့ fan base တွေကြတော့လေဒီခေါ်ယူမှုကိုဆက်လက်ပြီးတော့စောင့်ကြည့်ကြတယ်ပေါ့ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဈေးများတဲ့ကစားသမားတိုင်းကိုခေါ်ယူတိုင်းလေတကယ်အသင်းမှာလိုအပ်တဲ့ထိရောက်မှုတွေကိုပြောင်းလဲလာနိုင်တာမျိုးမတွေ့ရတာရှိတယ်အပြောင်းရွှေ့အမှားတွေပြုလုပ်ခဲ့တာမျိုးတွေရှိတယ်ပေါ့အနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်ဆန်ချိုတို့အန်တိုနီတို့ပေါ့နော်အဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့ကစားသမားတစ်ယောက်ကိုတင်းလျောက်ပတ်တဲ့ဈေးနဲ့ခေါ်ယူနိုင်ခဲ့ပြီးတော့ကောင်းမွန်တဲ့အပြောင်းအရွှေ့တွေဖြစ်ခဲ့တာလည်းရှိတယ်အနည်းဆုံးပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဟီဗန်တို့ပထရစ်တိုခူးတို့ဆန်နီလမ်မတ်တို့ကိုကြည်ချင်းအားဖြင့်လေဒီကစားသမားတွေရဲ့ quality ဒီပြီးခဲ့တဲ့ယာတီမှာဘယ်လောက်ထိအသင်းအတွက်အထောက်အကူဖြစ်ခဲ့လဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရတယ်ပေါ့ဒါတွေအားလုံးကIneos ဘုတ်အဖွဲ့လက်ထက်မှာဖြစ်ပေါ်လာတဲ့အရာတွေပါအရင်တော့ကျွန်တော်တို့ Glazer ဘုတ်အဖွဲ့လက်ထက်မှာဆိုလို့ရှိရင်တော့ခုနကပြောခဲ့သလိုပေါ့ဈေးများတဲ့ကစားသမားကိုခေါ်စေခြင်းနဲ့ fan base တွေအတွက်တော့အဆင်ပြေကောင်းပြင်နိုင်လိမ့်မယ်ဒါပေမဲ့ Ineos လက်ထက်ရောက်လာတဲ့အနေအထားမှာကစားသမားတစ်ယောက်ကိုခေါ်မယ်ဆိုလို့ရှိရင်သူ့အတွက်တန်ကြီးကို Ineos အနေနဲ့က rating ပေးပြီးသားအဲ့ဒီ rating ထက်ပိုသွားတယ်ဆိုလို့ရှိရင်လည်းအများကြီးပိုသွားတာမျိုးကို Ineos ဆိုအနေနဲ့သိမကြိုက်ဘူးဒါကြောင့်လဲကျွန်တော်တို့Mathieu Fernandes အပြောင်းရွှေ့ကိုဒါနောက်ဆုတ်လိုက်တာဖြစ်တယ်ဒီလိုပဲတခြား target တွေဖြစ်တယ်ကျွန်တော်တို့ Anderson တို့ Sandro Tonali တို့ကိုလည်း United အနေနဲ့ကတော့ target ကထားပြီးသားဒါပေမဲ့သူတို့သင်းနေရဲ့တောင်းဆိုတဲ့ပြောင်းရွှေ့ကြီးတွေကအရန်များနေတဲ့အတွက် United ကလက်လွတ်လိုက်တာဖြစ်တယ်အဲ့လိုပဲအခု Andri Santo ကိုခေါ်ယူမှုမှာလည်းဒီကစားသမားဒီဘရာဇီးကွင်းလေလူဖြစ်တယ်ဘရာဇီးကစားသမားတွေရဲ့ကစားပုံကစားကွက်ကိုလည်းကျွန်တော်တို့ကောင်းကောင်းမြင်ဘူးထားပြီးတဲ့ခုဆိုလို့ရှိရင်လက်ရှိမှာပြီးခဲ့တဲ့ယာတီကိုကြည့်မယ်ဆိုလို့ရှိရင် Casemiro ဒီသူ့ရဲ့ world rate အရသူ့ရဲ့အသက်အရွယ်ကတော်တော်လေးမထင်ထားတော့အောင်ကောင်းမွန်နေသေးတာကိုလည်းတွေ့ရတယ်ပြီးတော့ Mathieu Cunha ရဲ့ကစားပုံကစားဟန်နဲ့တော်တော်လေးကိုအဆင်ပြေတယ်အခုလက်ရှိကျွန်တော်တို့ကွင်းလယ်မှာထပ်ပြီးတော့ခေါ်ထားတာဒီလေ Ederson နဲ့Andri Santo ဆိုပြီးတော့2ယောက်ပေါ့နော်တခြားရှေ့မှာကွင်းလယ်ပိုင်းမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့နည်းငယ်အားမရခဲ့တဲ့ဘရာဇီးကစားသမားတွေရှိတယ်အထူးသဖြင့်တော့အနီးစပ်ဆုံးဆိုလို့ရှိရင်တော့ fresh တို့ပါတော့ဗောနော်အဲ့လိုမျိုးတွေရှိတဲ့အတွက်ကြောင့်လေဒီ fan base တွေရဲ့သဘောထားကဒီလိုမျိုးလေးတွေဖြစ်နေတယ်လို့ကျွန်တော်တယောက်တည်းအမြင်ကတော့ထင်မိတယ်ကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ကျွန်တော်တော့ဘယ် fan base မှာယက်တီမလဲဆိုလို့ရှိရင်စောင့်ကြည့်ခြင်းနဲ့ fan base မှာပဲယက်တီခြင်းနဲ့ဘာဖြစ်လို့လဲဆိုတော့ Andri Santo ဒီအသက်က22နှစ်ပဲရှိသေးတယ်သူ့အနေနဲ့ Chelsea အသင်းမှာပေါ်ထွက်ခွင့်မရဘူးဆိုတာလေအရှိမာကကိုင်စီရိုတို့အန်ဆိုဖာနယ်ဒက်စ်တို့ရှိတဲ့အတွက်ကြောင့်ဒီကစားသမားကကြော်ပြီးပွဲထုတ်ခွင့်ရဖို့ဆိုတာအတော်လေးကိုခက်ခဲတဲ့အခြေအနေမျိုးပါ။ဘာကြောင့်လဲဆိုတော့ဒီကစားသမားလေးရဲ့အသက်အရွယ်ကြောင့်လည်းအများကြီးသက်ဆိုင်နေ။ကဲလို့သာ United ကိုရောက်လာမှသာသူ့အနေနဲ့ကောင်းမွန်တဲ့ခြေစွမ်းတွေဖြစ်လာခဲ့မယ်။အသင်းအတွက်တကယ်အကျိုးရှိလာနိုင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဒါ Patrick Doku တို့ Andri Heaven တို့ Sanny Lamas တို့ကိုခေါ်ယူတဲ့ transfer တစ်ခုလိုမျိုးအောင်မြင်လာနိုင်နေရှိတယ်လို့တော့ကျွန်တော်ကတော့သုံးသပ်ပေးကြပါတယ်ပြီးတော့နောက်တဲ့သတင်းပုတ်က Fabrizio Romano က Tchouaméni အနေနဲ့ဒါ Real Madrid နဲ့ထပ်မံပြီးတော့2032ခုနှစ်အထိကိုစာချုပ်သက်တမ်းထပ်မံချုပ်ဆိုနိုင်ခဲ့ပြီပေါ့အဲ့တော့
ချူအမန်နီကရှင်းပါတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းဒါဒီအပြောင်းရွှေ့ကိုအများကြီးစောင့်ကြည့်နေတာချူအမန်နီကိုယ်တိုင်က Real Madrid မှာပဲဆက်နေခြင်းနဲ့တကယ်လို့ဒါချူအမန်နီကိုယ်တိုင်ကအသင်းပြောင်းမယ်အပြောင်းရွှေ့ပြုလုပ်ခြင်းနေဆိုတော့ Real Madrid ကလက်လွတ်ခြင်းလက်လွတ်နိုင်ခြင်းရှိတယ်ဒါပေမဲ့ကစားသမားဒီ Real Madrid မှာပဲဆက်နေခြင်းတဲ့အတွက်ကြောင့် Mourinho ကလည်းသူ့ရဲ့ system မှာချူအမန်နီကိုအသုံးပြုလာနိုင်ခြင်းများတော့ပြီပေါ့အဲဒါကြောင့်ကွင်းလေကို3ယောက်လောက်ထိကျွန်တော်တို့အားဖြည့်ဖို့စဉ်းစားထားတာလောဆယ်မှာတော့ပေါင်တန်း40နဲ့ Ederson ပေါင်တန်း50နဲ့ Andri Santos တို့ရောက်ပြီးနောက်ထပ်တကယ်ခေါ်ယူနိုင်မဲ့ကစားသမားဒီကျွန်တော်တို့လက်ရှိမှာရွေးချယ်စရာကအတော်လေးနည်းသွားပါပြီ DM player စစ်ကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တခြား league ကစားသမားတို့ဒါခေါ်ယူနိုင်ရမယ့်အလားအလာအတော်လေးများပါတယ်အကယ်လို့ Premier League ကပဲခေါ်ယူမယ်ဆိုလို့ရှိရင်တော့လက်ရှိရွေးချယ်စရာရှိတဲ့ option ထဲမှာဆိုလို့ရှိရင် Alex Scott ဒီလေကျွန်တော်တို့ DM စစ် player လုံးဝမဟုတ်ဘူး Carlos Baleba ကတော့ DM စောကောင်းစော့နိုင်လိမ့်မယ်ဒါပေမဲ့အများကြီးကျွန်တော်တို့မျှော်လင့်လို့ရတဲ့ကစားသမားမဟုတ်ဘူး Center back ကိုတော့ကျွန်တော်တို့တစ်ချက်စောင့်ကြည့်ရင်လည်းကြည့်ရမှာပေါ့နော်ဘာဖြစ်လို့ဒီကစားသမားရဲ့ physical ဘိုင်း quality ကတော့နည်းနည်းလေးစောင့်ကြည့်စရာကောင်းတဲ့အနေအထားမှာတော့ရှိတယ်တကယ်လို့ဒါ United အနေနဲ့ DM player စစ်တယောက်ကိုခေါ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ Dortmund အသင်းရဲ့အမင်ချာရှိမယ်နော်ဒါအနည်းဆုံးကစားသမားသတင်းထွက်နေတာပေါ့နော်တခြား DM player တွေကတော့ကျွန်တော်တို့ဆက်လက်စောင့်ကြည့်ရမယ့်အလားအလာတော့ရှိတယ်လက်ရှိမှာတော့ Chouamani ကိုလည်း United တို့အနေနဲ့ကမ်းလှမ်းမှုဆိုတာကအတော်လေးကိုရာခိုင်နှုန်းနည်းသွားပြီဒါကြောင့်ကွင်းလေ3ဦးအားဖြည့်မဲ့အနေထားမှာ Ederson Andri Santos 2ယောက်ကိုတော့ခေါ်ယူပြီးတခြားဘယ်ကစားသမား1ယောက်ကိုများ United တို့ထပ်မံပြီးတော့ရွေးချယ်လောင်းမလဲဆိုတော့ကျွန်တော်တို့လာမဲ့နွေရာသီဈေးကွက်အပြောင်းအရွှေ့မပိတ်ခင်အထိကိုဆက်လက်ဆောင်ကြည့်ရမှာဖြစ်ပါတယ်ကွင်းလေအတွက်ကိုလောလောဆယ်ခေါ်ယူထားတဲ့ဈေးတွေကလည်းကျွန်တော်တို့တခြားလိုအပ်နေတဲ့တိုက်စစ်အတွက်တို့ဘယ်တောင်မှန်တိုက်စစ်အတွက်တို့ခံစစ်အတွက်ဂိုးသမားနေရာအတွက်ကိုဒါ budget treater ရလည်းရောက်တယ်လို့တော့ထင်မိတယ်။ဘာကြောင့်လဲဆိုတော့ကွင်းလေအတွက်ကိုလောလောဆယ်2ယောက်ခေါ်ထားတယ်ပေါင်တန်း100တောင်မပြည့်သေးဘူးဖြစ်တဲ့အတွက်ကြောင့် United အနေနဲ့တခြားနေရာတွေအတွက်ကိုလည်းပြောင်းရွှေ့ကြီးတုံးလာနိုင်ကြီးရှိတယ်လို့တော့ထင်မိပါတယ်။အဲ့တော့ညီကိုတို့ရောဘယ်လိုမြင်ကြလဲလက်ရှိ Ineos ဘုတ်အဖွဲ့တကယ်လှုပ်ရှားနေတဲ့ transfer တွေနဲ့ပတ်သက်ပြီးတော့အားရကျင်မှုရှိလားဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုလေးမှာဝင်ရောက်ပြီးတော့ဆွေးနွေးပေးခဲ့ကြပါဦး။အားလုံးကျေးဇူးအများကြီးတင်ပါတယ်။